Hello ဒီနေ့တော့ရှူရှဲပွတ်ထွက်ငနီတူသုံးလေးလာမြောက်ပေးတာဖြစ်ပါတယ်ရှင်ဒီငနီတူသုံးလေးရပေါ့နော်အကုန်ကြတသားပြီးရောထမင်းပူလေးနဲ့တွင်းစားရင်အရန်ကိုမှကောင်းပါတယ်ရှင်နေ့လယ်မှာရင်းနှီးပူပူလေးနဲ့အစာပြီးစားရင်လည်းကောင်းပါတယ်ရှင်ကဲအခုဆိုရင်ငနီတူသုံးလေးလေးလိုက်ကြည့်ရအောင်ရှင်အရင်ဆုံးကျမကငနီတူလေးတွေကိုရေးသေချာဆေးပြီးရင်သေချာလေးလှော်ပေးလိုက်ပါတယ်ရှင်သူ့ကိုကျွတ်သွားတဲ့အထိလှော်ပေးရပါမယ်ရှင်အခုဆိုရင်တော့ငနီတူလေးလည်းလှော်ပြီးသွားပြီဆိုရင်ချက်သွန်နီလေးတွေကိုသေချာလေးလှီးပေးထားလိုက်ပါမယ်ရှင်ပြီးတော့သူ့ထဲကိုတွဲနည်းနည်းပေးလေးလေးညှပ်ပြီးတော့ထည့်ပေးခဲ့ပါသေးရှင်အခုငနီတူတုတ်ထဲမှာခင်းညီပြီးထည့်သုံးရင်လည်းရပါတယ်ရှင်ကျမတော့မထည့်တော့ဘူးပေါ့နော်ပြီးရင်တော့ငရုတ်သီးစိမ်းလေးထည့်ပေးလိုက်ပါမယ်ရှင်ကျမကတော့အဆက်ပူကြိုင်လို့ငရုတ်သီးလေးထည့်ပေးတာဖြစ်ပါတယ်ရှင်တကယ်တော့ဒီငပိတောင်လေးမှာလည်းငရုတ်သီးရပါပြီးသားပေါ့နော်ပြီးရင်တော့ငပိတောင်လေးထည့်ပေးလိုက်ပါမယ်ရှင်ငပိတောင်ကတော့ကျမအစင်သက်ရှိလို့ထည့်လိုက်တာပေါ့နော်အကယ်၍မိမိကငပိတောင်မရှိရင်လည်းငပိလေးကိုဖုတ်ပြီးတော့ငရုတ်သီးလေးနဲ့ထောင်းပြီးတော့ထည့်လိုက်ရင်လည်းရပါတယ်ရှင်ပြီးရင်တော့အရသာလေးမှုေးသွားအောင်အနံ့လေးမှုေးသွားအောင်တံမြာသီးလေးထည့်ပေးလိုက်ပါသေးရဲ့ပြီးရင်တော့ငပြာရည်လေးထည့်ပေးလိုက်ပါတယ်ရှင်နောက်တစ်ခုကတော့အရသာမုံနဲ့စားလေးအနည်းငယ်ဖြစ်ပါတယ်ရှင်အရသာမုံလေးနဲ့စားလေးအနည်းငယ်ထည့်ပြီးသွားရင်တော့အားလုံးကိုသမသွားနေပေးလိုက်ရုံပါပဲရှင်ကဲအခုဆိုရင်တော့တေချာလေးနေပြီးသွားရင်အရသာရမ်းရှိတဲ့ထမင်းပူလေးနဲ့တွဲစားရင်အရန်ကိုမှလိုက်ဖက်တဲ့ငနီတူသုံးလေးရပါပြီရှင်အားလုံးပဲလိုက်သူစားကြည့်ပါနော်အရန်ကိုမှကောင်းပြီးတော့အလုံးရှုပ်တဲ့တက်တာတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်နောက်ထပ်ဗီဒီယိုမှာဆုံကြမယ်နော် See you